rebranding လုပ်တဲ့အချက်5ချက်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါဒီနေ့ပြပြပေးရမယ့်အကြောင်းအရာလေးကတော့ဘာကြောင့် rebranding လုပ်တဲ့နဲ့ဘလို့အခြေအနေမျိုးတွေမှာဆိုရင်တော့ rebranding လုပ်နေပြီဆိုတာကိုသိရအောင်ပြောပြပေးရမှာဖြစ်ပါတယ်ကဲစလိုက်ရအောင်နံပါတ်1 brand image ဟောင်းပြီး out of date ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ rebranding လုပ်တင်ပါတယ်ကျွန်တော်တို့ရဲ့ logo တွေ visual style တွေ font တွေကအရင်ခေတ်မှာပဲကျန်ခဲ့ပြီးတော့အခုခေတ် trend နဲ့မညီတော့တဲ့အချိန်မျိုးတွေမှာဆိုရင် rebranding လုပ်တင်ပါတယ်နံပါတ်2 target audience ပြောင်းလဲဆိုရင်ကျွန်တော်တို့ rebranding လုပ်တင်ပါတယ်ဘလို့အခြေအနေမျိုးတွေမှာလဲဆိုတော့ကျွန်တော်တို့ဒီအရင်ကိုယ့်ရဲ့ brand အရင် brand ကလူငယ်တွေကို target ထားတယ်လွန်ခဲ့တဲ့10နှစ်လောက်ကနေပြီးတော့မှလူငယ်တွေကအခုချိန်ဆိုတော့လူကြီးတွေဖြစ်နေပြီအဲ့လိုချိန်ကြီးမျိုးမှာအခုခေတ်လူငယ်တွေကို target ထားမယ်ဆိုရင် rebranding လုပ်တင်ပါတယ်ကိုယ့်ရဲ့ brand က next level တခုတက်မယ်ပုံမှန်ရိုးရိုး medium brand level လောက်ကနေပြီးတော့မှကိုက luxury brand premium brand level တက်မယ်ဆိုရင် rebranding လုပ်တင်ပါတယ်နံပါတ်3 business direction ပြောင်းရရင်လည်းကျွန်တော်တို့ rebranding လုပ်တင်ပါတယ်ပုံမှန် coffee ဆိုင်တွေကနေပြီးတော့မှ lifestyle brand ပုံစံမျိုးပြောင်းရတဲ့အခါမျိုးတွေ local market ကနေပြီးတော့မှ international market တွေထိုးပေါက်မဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ rebranding ကိုလုပ်တင်ပါတယ် brand story တွေမတူတော့ဘူးဆိုရင်ကိုပြောင်းလိုက်မဲ့ direction နဲ့လိုက်တဲ့ brand story နဲ့လိုက်တဲ့ visual element တွေ brand element တွေ brand identity ကိုလည်း align ပြန်လုပ်တင်ပါတယ်နံပါတ်4 competition များပါတဲ့အချိန်ဈေးကွက်ထဲမှာကို brand နဲ့ပုံစံတူတဲ့ဥစ္စာမျိုးတွေ color တူတာတွေအယောင်တူတာတွေဒီ business direction တူတဲ့ကိုနဲ့ flow တူတဲ့ competitor တွေဖြစ်လာပြီးများလာပြီဆိုရင်လည်းကိုယ့်ရဲ့ brand က stand out မဖြစ်ဘဲနဲ့ဖြစ်သွားတတ်ပါတယ်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်လည်းကိုကဦးအောင် rebranding လုပ်တင်ပါတယ်နံပါတ်5 brand consistent မဖြစ်ရင်လည်းကျွန်တော်တို့ rebranding ပြန်လုပ်တင်ပါတယ် Facebook မှာတင်တာတစ်မျိုး website မှာတင်တာတစ်မျိုးကျွန်တော်တို့ LinkedIn မှာတင်တာတစ်မျိုး Instagram မှာတင်တာတစ်မျိုးဖြစ်နေရဆိုရင် professional look and feel ကိုမရဘဲနဲ့ consistent မဖြစ်ဘဲနဲ့ customer ရဲ့ trust ကိုလည်းကြာဆင်းစေမှာဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင် full brand system တစ်ခုလုံးကိုပြန်လည်တည်ဆောက်ပြီးတော့ rebranding လုပ်တင်ပါတယ် branding နဲ့ပတ်သက်တဲ့ဥစ္စာမျိုးတွေသိချင်တယ်ဆိုရင်လည်း comment မှာဝေါ်လို့ရပါတယ်နောက် video မှာပြန်လေ့ကြတာပေါ့